atta ninsi piyan sinya kuku mianure tamutare soyin nanam pape natayusi ko yene nalone ma makauna saitim phitsine de ba jaw taitton yadale soyin nahitan tulaban hoti dukhan dukkata kari mahotha lobbi kaung nyo chanda soda maya naing bu makauna lobbi kaung ya me lo ro bero ma matwet ne makauna lo yin makauna be ya ma be kauna lo ma kaung nyo ya me so de ko yin ne nalone ne ma kaung de sait ti phit aung josa athuk ba Tatama Kriya Kalayana Nisaya Tambrayika Punya Nipra Lokatme Breta Hondi Panina Kaunyu Chanarigo Pipwa Seta de Kudu Kamu Josa Puba Ku Dainda Kudu Kamu Pure Suraha Luji Niyamaji de Piora Mahu Kudu Kamuri Senset like Biro Chilai Wichi Jana Mapa Bene Kudu Pitaria Yard noငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကျောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ့လေဆောင်ဥဆောက်ပြီးတော့လှူတယ်အများအတွက်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးအမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကြိုးမပေါက်မပြောင်းမကြားရအောင်တန်ဖိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့မှဘလောက်ထိအောင်လျှော့စေးပေးထားတော့ဆိုနန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏ္ဍခါလေးသွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ဍခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ်စက္ကန့်လေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းတာလေးပဲဖြစ်စီတရဝအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုယ်အများပေါ်မှာမုန်းတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်မှပဲ